တော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတဲ့ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါအနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေများအားလုံးကိုစိတ်နဲ့ဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံဉဏ်ဝိရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်မိမိကိုမိမိလည်းရွတ်ဆောင်နိုင်ပါစေ။မိသားစုဆွေမျိုးသားချင်းများအပေါ်မှာလည်းဆောင်းရှောက်နိုင်ပါစေ။ဘေးဒုက္ခအန္တရာယ်နဲ့ကြုံတွေ့နေကြတဲ့ခொနည်းသားသမီးများအပေါ်မှာလည်းပဲကာယကံဝစီကံမနောကံတတ်စွမ်းသမျှတွေနဲ့ကူညီဖေးမထောက်ပံ့ရံပေးနိုင်ကြပါစေလို့လိုက်လဲမေတ္တာပုဒ်တာနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာရွှေစကားကနေပြီးတော့လာစဉ်ကျွန်တော်ဒီရွှေစကားငွေစကားဟောပြောချက်လေးတင်ပေးနေတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျကံရဲ့အပံ့ပိုးလေးပေါ့ဗျာဒီလာထဲမှာတော့ငါဒါတွေစူးစမ်းမယ်ဒါတော့မလုပ်သေးဘူးဒါကတော့ချလိုက်တော့မယ်ဒါကတော့ခဏနေအောင်စသဖြင့်ကံလေးတွေချိန်ဆနိုင်အောင်ရောင်းပန်းဝယ်ပန်းနေပွင့်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ပေါ့နော်ကဲအဲ့တော့အထောက်ပံ့ဖြစ်တယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ကောင်းတဲ့ဟောချက်တွေမှန်ပါစေမကောင်းတဲ့ဟောချက်တွေကတော့တက်ဆင်အောင်လွဲပါစေဗျကျွန်တော်ပဲနာမည်ပြက်ပါဖြစ်နော်ကောင်းတာတွေပဲမှန်ကြပါစေဗျအဲ့တော့ဒီတလတာဟောကြားချက်လေးရဲ့အရင်မှာကျွန်တော်မိတ်ဆွေများအတွက်မေတ္တာစကားလက်ဆောင်လေးတစ်ခုပါကြပါတယ်ဗျဘာစကားလဲဆိုတော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတဲ့ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါဟာနော်ဒီဘေးရင်စရာဘာတွေပြောနေပါလိမ့်ပေါ့နော်အချီရဟောတာလားတဲ့မမတွေကိုရှောင်တဲ့နော်ဘာတဲ့လုံးပရိသတ်ကြီးမမတွေကိုရှောင်ကြပါတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့တွေးနေတာပြောင်းပြန်နေတွေးနေတာတွေးတာတောင်ရိုးရိုးတွေးအောင်ပဲတွေးတာမဟုတ်ဘူးနော်ဖြတ်ခနဲ့တွေးတာမဟုတ်ဘူးနဲ့ရင်ထဲမှာတနစ်နဲ့ခံစားတာတနည်းအားဖြင့်ပြောရရင်တော့ထုံနေတာကျွန်တော်တို့ဒီဂုံတော်တွေကိုထုံရင်ဂုံတော်ထုံတဲ့အကျိုးခံစားရမယ်တန်ဗုဒ္ဓေကာရာကိုထုံရင်တန်ဗုဒ္ဓေကာရာတော်ကိုထုံတဲ့အကျိုးခံစားရမယ်ကျွန်တော်တို့ကမကောင်းတာတွေကိုထုံနေမိတတ်တယ်ကျွန်တော်တို့ဖြစ်ချင်လိုချင်ရချင်တာတွေရဲ့ပြောင်းပြန်နေထုံနေမိတတ်တယ်ဆိုကြပါစို့ကျွန်တော်တို့ကပတ်စံနေအများကြီးဝင်နေတာပတ်စံနေလိုချင်တာလက်တွေရွှင်နေတာဒါပေမဲ့ကျွန်တော်တို့အထွေးအာရုံထဲမှာထုံနေတာကပတ်စံနေရလဲမဝင်ဘူးကွာပတ်စံနေရလဲမဝင်ဘူးကွာမဝင်ဘူးပတ်စံနေမရဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ထုံနေတယ်နော်လက်ပိတ်နေတယ်ဆိုတာကိုထုံနေတယ်ကျလားကျွန်တော်တို့ကဈေးရောင်းကောင်းနေတဲ့ကိစ္စဒါပေမဲ့စိုင်မငုတ်တို့ကြည့်ထိုင်ပြီးဈေးကလည်းရောင်းလို့ကိုမကောင်းဘူးဟဲ့ဈေးကလည်းရောင်းလို့ကိုမကောင်းဘူးဟဲ့နဲ့ဖြစ်နေတယ်ကိုဖြစ်ချင်တာကဈေးရောင်းကောင်းနေတာဒီထက်မှာထုံနေတာကနော်အာယုံမှာထုံနေတာကရောင်းလို့မကောင်းဘူးဆိုတဲ့ဥစ္စာဟဲ့လားကိုဖြစ်ချင်တာကအလုပ်တွေအောင်မြင်တိုးတက်ချင်တာဒီစိတ်ထဲမှာတွေးပြီးတော့တနှုံတနစ်နဲ့အာယုံပြုတ်ပြီးထုံနေတာကအလုပ်တွေကလည်းအဆင်မပြေဘူးကွာလောကကန်ရတာအဆင်မပြေပါဘူးကွာအဲ့ဒါမျိုးတွေဖြစ်နေရကြတယ်ပြောင်းမြန်နော်အဲ့တော့ကျွန်တော်တို့ကငွေဝင်နေတာဆိုရင်ငွေတွေဝင်လာဖို့ပဲတဲ့တွေးရအောင်အာယုံပြုတ်အောင်မဝင်တဲ့အကြောင်းမတွေးနဲ့အလုပ်တွေအဆင်ပြေအောင်မြင်ခြင်းတဲ့အကြောင်းတွေးကြရအောင်မအောင်မြင်တဲ့အကြောင်းမကောင်းတဲ့အကြောင်းအဆင်မပြေတဲ့အကြောင်းမတွေးနဲ့ဈေးရောင်းကောင်းရင်ဈေးရောင်းကောင်းဖို့အကြောင်းကိုပဲပြုရအောင်ဈေးရောင်းမကောင်းလိုက်တာတို့လူတွေကလည်းဘယ်ရောက်ကိုမှမသိဘူးဆိုတာတွေမတွေးပါနဲ့အဲ့တော့အဲ့ဒီမတွေမအောင်မှုတို့မကောင်းမှုတို့မဝင်မှုတို့မရှိဘူးတို့မရဘူးတို့မဖြစ်ဘူးတို့ဆိုတဲ့ဥစ္စာတွေကိုရှောင်ပြီးတော့ကိုဖြစ်ချင်ကောင်းရင်အောင်မြင်တာတွေကိုတဲ့တွေ့ရအောင်အဲ့တော့ရှင်းကျွန်တော်နမူနာလေးတစ်ခုပြောရရင်ကျွန်တော်အသက်20ကျော်လောက်မှာကျွန်တော်ဘေးရင်ဆရာဘွားကိုစတာဘောကလေးလေးပေါ့အဲ့ကြားထဲမှာကျွန်တော်ကပိတ်နေတော်တော်ပိတ်နေတော်တော်ပိတ်မိန်သေးသေးညံ့ကလေးမဲသေးသေးလေးနော်အဲ့ဒါသပင်ပုတ်တိုက်လေးနဲ့နော်အင်ကြီးအဖြူအမှထိုင်နေဆိုဘသူကဆရာအဖြစ်နဲ့ဟာလားအတိမတ်ပြုခြင်းမှာတော့နော်အဲ့တော့ကျွန်တော်ဘောကိုကျွန်တော်ပြန်ပြောပြတာဒါပေမဲ့ကျွန်တော်ဟောကမ်းမှာလူမရှိတဲ့အချိန်တွေမှာကျွန်တော်ကဘာတွေတွေးနေလဲဆိုတော့ဟာကျွန်တော်စီမှာဘေးတွေမေးတဲ့လူတွေရောက်နေတာဟာအထက်မှာလည်း2ယောက်3ယောက်ကထိုင်လို့ဟာအခန်းအပြင်မှာလည်းဟိုဘက်ခုံမောဒီဘက်ခုံမောတန်းစီပြီးတော့စောင့်နေကြတာအမလီမိုးတို့မတ်တက်နေရလဲစောင့်သေးတယ်စိုက်ကားတွေနဲ့စပိန်တွေနဲ့ဆိုင်ကယ်တွေနဲ့ရှေ့ပါဟာရှေ့မှာနေရလူကြီးနဲ့ရန်နီဖြစ်ကြလှမ်းပြီးပြောရတယ်မတိုးကြပါနေပါအောင်ဗျကျွန်တော်စီစဉ်ပေးပါမယ်ဗျအမလီရန်တော့မဖြစ်ကြပါနဲ့ဗျစိတ်ထဲမှာအာယုံပြုတ်နေတာအဲ့တော့ဘေးရင်မေးမဲ့လူလာရင်ဟောတယ်
မေးမဲ့လူမလာရင်ငုတ်တို့ကြီးထိုင်ပြီးတော့ဘေးတွေမေးမဲ့လူတွေလည်းမလာဘူးကွာလူတွေကပဲရောက်နေလဲလို့မတွေးဘူးကျွန်တော်အာယုံထဲမှာအပြစ်မှသာလူမရှိတာကျွန်တော်အာယုံထဲမှာပြိတ္တတွေကပြည့်နေတာဆိုတော့ကြက်ဒီမှာတော့အတူကြုံလေးပဲပြောလိုက်ပါတော့မယ်နော်အဲ့ဒီမကောင်းတာကိုတွေးတဲ့လူရဲ့အငွေ့အသက်နဲ့ကောင်းတာကိုတွေးတော်မျောလင့်နေတဲ့အငွေ့အသက်ချင်းကတအားကွာပါတယ်အဲ့တော့ဘဝမှာကိုဖြစ်ချင်လိုချင်ရချင်တာတွေကိုဒစိမ့်စိမ့်တွေးပါမဖြစ်ချင်တာကိုမခံစားနဲ့အဲ့ဒါကိုအတွေးထဲမှာမရောက်စေနဲ့ဈေးရောက်ကောင်းခြင်းဈေးရောက်ကောင်းပါစေလို့ပဲတွေးရအောင်အဲ့တော့မဆိုတဲ့ဥစ္စာတွေပေါ့နော်မကောင်းမှုမဖြစ်ဘူးမရဘူးမအောင်မှုဆိုတာတွေကိုရှောင်ပါကိုဖြစ်ချင်လိုချင်ရချင်တာတွေကိုဒစိမ့်စိမ့်တွေးပါအာယုံပြုတ်ပါဟာငါဈေးဆိုင်မှာကွာဟာလူတွေပြုံပိုးနေတာဟာရှေ့မှာလည်းခဏနေကြပါအောင်ကျွန်တော်ကြောင်းပေးပါမယ်ခဏလေးပါနော်ဟိုဘက်ဘသူကြီးဟိုဘက်ကလမ်းနဲ့ငါတူမလေးသွားခေါ်တတ်မှာဟဲ့ဒီမှာလူတွေကြနေတော့မနိုင်တော့လို့မလို့နော်ဟာနော်လမ်းထိပ်ကဟိုမှာဥလှဖေးတို့ဒေါ်မြမေတို့လည်းအမလီသူတို့သားသမီးရပတ်စံပို့လိုက်လို့ဆိုပြီးငါဆိုင်မှာပစ္စည်းလာဝယ်တာအမလီပျော်စရာကြီးဟဲ့နော်ဘသူတွေလည်းပတ်စံနေအဆင်ပြေလို့ဒီမှာငွေတုပ်ကြီးပိုက်ပြီးဒီမှာပစ္စည်းလာဝယ်ကြတယ်ငါဆိုင်မှာလာပြီးစားကြတယ်ဟဲ့ငါစီကိုအလုပ်လာအပ်ကြတယ်ဟဲ့အဲ့ဒါတွေတွေးရအောင်ကောင်းတာတွေကိုနော်အ ਨੇ ဆုံးတော့ဗျာလေထဲမှာတိုက်အိမ်စောက်တယ်ပဲပြောလေထဲမှာတဲထိုးနေတာတဲ့စားရင်တော့တိုက်စောက်နေတာကတော်ပါသေးတယ်နော်ကဲဒါကြောင့်ဒါလေးကိုအနှစ်ချုပ်လိုက်ရင်တော့ဒီလကျွန်တော်မိတ်ဆွေများအတွက်ရွှေစကားလက်ဆောင်တွေကတော့မတွေကိုရှောင်ကြပါတွေကိုရှောင်ကြပါဘယ်တော့ရှောင်မလဲအခုကစပြီးရှောင်ကြပါစို့အဲ့ဒီတွေကိုရှောင်ခြင်းအပြင်ဟုတ်လားကိုယ့်ဘဝရဲ့ကြီးပွားကြမှာချမ်းသာလမ်းဖြာခြင်းအောင်မြင်ခြင်းတွေကိုအရမိစတင်ယူဆောင်ကြပါစို့လို့ကဲဒီလအတွက်စကားလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ရွှေစကားဘေဒင်ဝန်ဆောင်မှုကနေပြီးတော့ရွှေစကားဘေဒင် application ဆိုတာလေးလဲကဲကျွန်တော်တို့စမ်းသပ်ပြီးတော့စူးစမ်းနေတာအခုဆိုလို့ရှိရင်တော့အကောင့်ထဲလေးပေါ်လာပါပြီခင်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများအလွယ်တကူဘေးတွေမေးနိုင်အောင်ပေါ့နော်ဒါလေးစီစဉ်ပေးတာပါအဲ့ဒီရွှေစကား app က Play Store ကနေပြီးတော့ down ယူပြီးတော့မိမိဖုန်းထဲမှာ down ထားပြီးရင်အချိန်မရွေးနေရမရွေးဟလာကို့မှာဖုန်းပေရနော်ဖုန်းလိုင်းရရှိနေလို့ရှိရင်အဲ့ဒါဘေးတွေမေးဖို့ဆက်သွယ်ဖို့အဆင်ပြေသွားပါလိမ့်မယ်တဲ့နော်အဲ့တော့ဟိုအရင်ခေတ်တုန်းကတော့ဘေးတွေမေးကျင်တဲ့လူတွေကဘေးတင်ဆရာစီကိုသွားကြတာအခုဘေးတွေမေးကျင်တဲ့လူတွေစီကိုဘေးတင်ဆရာလာဟောပေးတယ်လို့မျိုးကဲအဆင်ပြေကြမယ်ထင်ပါတယ်အဲ့ဒီရွှေစကား app ရဲ့ link လေးကျွန်တော်တို့ comment မှာချပေးထားပါမယ်ခင်ဗျအဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ကိုမလုပ်တိုင်းလည်းမြည်ရကလေးတရားကိုဟိုက်နော်အသက်10နှစ်15နှစ်ကလေးဆိုသူတို့ကျွမ်းတယ်အမလီအသက်9နှစ်6နှစ်လောက်ဆိုတောင်ကျွမ်းနေပြီထင်ပါတယ်အဲ့ဒီ application ရဲ့ link လေးကျွန်တော်တို့ချပေးထားပါမယ် comment မှာနော်အဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ဖုန်းထဲမှာအဲ့ဒါလေး install down ထား install လုပ်ထားပြီးတော့ကဲဘေးတင်ဆရာစီကိုဘေးတင်မေးသူကသွားတဲ့ပြီးတော့ဘေးတင်မေးသူစီကိုဘေးတင်ဆရာလာဟောရတဲ့ခေတ်ကဲအဲ့ဒီစီကိုအဆင့်သွားကြပါစို့လို့ကဲအဆင်ပြေကြပါစေခင်ဗျဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းမျိုးကိုဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်မရတော့ဘူးအောင်မေးတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံဘက်တွေနဲ့ပြန်လဲစုံစည်းရတတ်တယ်အကြောင်းကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေတဲ့လုပ်ငန်းတွေရည်ရွယ်ချက်တွေအစီအစဉ်တွေပြန်ပြီးတော့အခြေအနေခွန်လန်းကောင်းပေါ်ပေါက်တတ်တယ်ကဲဒါကြောင့်မကြေပွဲတွေပေါ့ဗျာထင်းကိုကြံ့ကြာနေတဲ့ကိစ္စတွေကိုပြန်ကြိုးစားမလားကောင်းတယ်ကွဲကွာနေတဲ့ဆွေရောက်ဝေးရောက်နေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံဘက်တွေနဲ့ဆက်သွယ်ချိတ်ဆက်မလားကောင်းတယ်ငွေဟောင်းပစ္စည်းဟောင်းတွေပြန်ဝင်ဖို့ကြိုးစားမလားကောင်းတယ်ကောင်းတဲ့အဟောင်းတွေပြန်ပေါ်တတ်တယ်လို့ဟောင်းတွေပြန်ပေါ်တတ်တာတော့သတိပြုပါဒီလိုကိန်းမျိုးမှာဒင်းလာသားသမီးတွေကငွေနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကောင်းတယ်အပေါင်နှံချင်းငါကိစ္စတွေရွေသွားတောင်းကျင်တာတို့ပတ်စံသွားချီကျင်တာတို့အကျွေးဆက်ကျင်တာတို့ဝင်ငွေလာသာတိုးဖို့ကြိုးစားတာတို့နောက်ရွှေတို့ရတနာပစ္စည်းလက်ဝက်လက်စားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေကားတို့ရင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလူမင်္ဂလာပွဲလန်းတဲ့ပင်ရည်ရွယ်ချက်တွေတာသမီအောက်လက်ငယ်သားအလုသမားတပိတပန်းမောင်နှမသားချင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလုံးကောင်းပါတယ်ခင်ဗျာအခုရှိတာကကိုတိုးတက်အောင်မြင်တဲ့အပေါ်မှာငွေတွေရွှင်အဆင်ပြေတဲ့အပေါ်မှာမနာလို့အပြိုင်ဆိုင်လေးတော့ပေါ်လာတတ်တယ်တမင်သက်ကိုညစ်တာတို့ရန်လောက်တာတို့ကြောက်တွန်းတာတို့အမှုပတ်ကြားညက်ဆိုလေးတွေရှိတတ်ပေမဲ့ကိုကံကောင်းချိန်ရောက်နေပြီဖြစ်ပါတော့ကြောင့်ကဲလုံကြီးသားတူတူတင်းတင်းဝက်လက်ဝိုင်းလည်းကြောင်းမှကြိုက်ပြီးတော့စူးစမ်းပေတော့လို့ကြိုက်တွန်းလိုက်ပါတယ်ခင်ဗျာကဲဒီလိုကိန်းမျိုးမှာကစာချုပ်စာတမ်းစင်းစရာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနည်းနည်းလေးသတိထားပါခရီးလေးဖြစ်တတ်တယ်သွားခြင်းနဲ့ခရီးကမသွားပြမသွားခြင်းနဲ့ခရီးကပေါ်လာတို့လမ်းမှာငွေပြောက်ပစ္စည်းပြောက်တို့ဒါလေးတော့နည်းနည်းလေးသတိထားပါကဲဒီလိုကိန်းမျိုးမှာဒင်းလာသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်အစိမ်းရောင်အဖြူရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါနေတိုင်းမဟုတ်တော့မှအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးမှာဒီရောင်လေးတွေအားပြုပြီးဝတ်မယ်သုံးမယ်ရောင်းနေတဲ့ပစ္စည်းဆိုင်ခင်းပြီးတော့ပဲရောင်းအိမ်ရောင်းခြံရောင်းကားရောင်းနွားရောင်းကြားရောင်းငှက်ရောင်းငါးရောင်းပဲဖြစ်ရောင်းနေတာမှန်သမျှတို့နောက်လုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုအလုပ်နဲ့ပတ်သက်ဆက်ဆက်နေတဲ့ပစ္စည်းတွေပေါ့ကိုလုပ်ငန်းရဲ့ဆိုင်းဘုတ်တို့ကောင်တာစပွဲတို့ပတ်စံတဲ့ဘုံတို့ခွက်တို့အဲ့ဓာတွေကို
ကွန်းရွက်ကလေး2ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းပါခင်ဗျဘာကွန်းရွက်ဖြစ်ဖြစ်အယိုးညာပါမပါအစဉ်ပြေတဲ့ကွန်းရွက်2ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းပါဒီကိန်းမျိုးမှာကိုယ့်အတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဟဲ့အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်ဟဲ့အချိန်ချက်လုပ်ဖို့ဘယ်နေ့ဘယ်အချိန်ရွေးမယ်ဟဲ့ဆိုရင်နှစ်က3ညကဏ္ဍနေဟာကိုယ့်အတွက်အကျိုးပေးကံကောင်းလက်ရှင်စေပါလိမ့်မယ်ခင်ဗျာကဲဒီလိုကိန်းမျိုးမှာဒင်းလာသားသမီးတွေကံရဲ့အပတ်မိုးရဖို့ဆိုရင်အရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးမှာမြတ်စွာဘုရားမှာပဲလှူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုကြာစံလှူဒန်းဒါနပြုခြင်းအပြင်ကဲကံပွင့်ကံမင်းကြပါစေဘေးပြာပေါင်းကောင်းလည်းဝေးကွာကြပါစေအရေးကြီးလုပ်ငန်းဆောင်တာများအောင်ရအောင်ကြောင်းအပမိုးကောင်းရရှိကြပါစေကံဉဏ်ဝရိယ3ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ